ကိုပြတ်နိုင်ပွဲဆက်နေတဲ့ ISP အသင်းခုနှစ်ဘောလုံးရတီအတွက်ကျင်းပနေတဲ့ရှိတဲ့2026-2029မြန်မာမြို့သမီးလိပြိုင်ပွဲရဲ့ပွဲစစ်တစ်တုံးက Sheffield United အသင်းကိုပြတ်နိုင်ပွဲရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ISP အသင်းဟာပွဲစဉ်နဲ့အနေနဲ့ဇွန်လ22ရက်နေ့ကဆွဲကပ်ပင် United အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရတဲ့ပွဲစဉ်မှာလည်းကိုပြတ်နိုင်ပွဲကိုထပ်မံဖော်ဆောင်နိုင်ခဲ့ပါတယ်။ဆွဲကပ်ပင်အသင်းဟာပြီးခဲ့တဲ့ပွဲစဉ်တစ်တုံးကရန်ကုန် City အသင်းကိုအနိုင်ရရှိထားတာကြောင့် ISP အသင်းလိုအင်အားတောက်တင်းတဲ့အသင်းနဲ့ရှင်ပြိုင်ကစားမဲ့ပွဲစဉ်မှာတော့ပြပကစားသမား3ဦးကိုအဓိကကစားသမားအများစုနဲ့တွဲဖက်အသုံးပြုခဲ့သလို ISP အသင်းကလည်းလွေးစင်ကစားသမားတွေဖြစ်ကြတဲ့ဇူလက်နက်ဒီရွှေဤထွန်းလင်းလက်ဦးလင်းမြင့်မိုးမိုးတန်မိုးမမဆိုအစားရှိတဲ့အဓိကကစားသမားတွေကိုလူငယ်ကစားသမားတချို့နဲ့တွဲဖက်ပြီးတော့ပွဲထွက်အသုံးပြုလာခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ ISP အသင်းနဲ့ဆွဲကပ်ပင်အသင်းတို့ဟာကစားသမားအင်အားကွာဟမှုကြီးမားသလိုအသင်းလိုက်ကစားပုံမှာလည်းတီးတသာကွာခြားမှုတွေရှိနေတာကြောင့်ပွဲစားတွေက ISP အသင်းအနေနဲ့ဆွဲကပ်ပင် United အသင်းကိုအကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲဆွဲကပ်ပင် United အသင်းဟာပွဲစားတွေကခန်းစင်းအနေထားနဲ့သာရှင်ပြိုင်ကစားခဲ့ရပြီးနောက်ခက်လူတွေအမှားကားရတဲ့စစ်ပွဲကစားချိန်4မိနစ်မှာတော့ရွှေထွန်းက ISP အသင်းအတွက်အဖွင့်ကိုစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ISP အသင်းဟာဆော့ဆော့စီစီဥဆောင်ကိုရရှိပြီးချိန်မှာလဲဆွဲကပ်ပင် United အသင်းကိုပုံမဖိအားပေးကစားနိုင်ခဲ့ပြီးထိရောက်တဲ့ဂိုးပေါက်ချင်းချောက်မှုတွေကိုစက်တိုက်ပြုလုပ်နိုင်ခဲ့ပေမဲ့ဆွဲကပ်ပင် United အသင်းရဲ့ဂိုးသမားဝိုင်းပုတ်ခြင်းနဲ့နောက်ခံလူတွေကအကောင်းဆုံးရှင်းထုတ်နိုင်ခဲ့တာကြောင့်ပထမပိုင်းပြီးဆုံးချိန်မှာတော့ ISP အသင်းကဆွဲကပ်ပင် United အသင်းကိုတကိုးကိုမရှိဆိုတဲ့ရလဒ်ဥဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်း ISP အသင်းကပွဲကိုကောင်းဆုံးထိန်းချုပ်ကစားခဲ့ပြီးပထမပိုင်းကထက်ပိုမိုကောင်းမွန်တဲ့တိုက်စစ်ဆင်မှုတွေကိုစက်တိုက်ပြုလုပ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဆွဲကပ်ပင် United အသင်းရဲ့ခံစစ်ဟာတီးတီးတသာရောကျသွားပြီး ISP အသင်းရဲ့ထိုးပေါက်တိုက်စစ်ဆင်မှုတွေကိုရှင်းထုတ်နိုင်ခြင်းမရှိခဲ့တာကြောင့်ပွဲကစားချိန်86မိနစ်မှာမိမိစဉ်ပွဲကစားချိန်89မိနစ်မှာမိုးဖင်းပြူတို့ရဲ့သွင်းဂိုးတွေကိုထပ်မံခွင့်ပြုခဲ့ရတဲ့အတွက်ပွဲပြီးဆုံးချိန်မှာတော့ ISP အသင်းကဆွဲကပ်ပင် United အသင်းကို3ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ISP အသင်းဟာဆွဲကပ်ပင် United အသင်းကိုအခုလိုဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့်အမှတ်ပေးစရာကိုအဆင့်1နေရာကနေယာယီဥဆောင်နိုင်ခဲ့ပြီးဖြစ်သလိုလာမယ့်ဇွန်လ30ရက်နေ့မှာတော့2026-2029မြန်မာမြို့သမီးလိပွဲစဉ်3ရက်ပွဲစဉ်တစ်ပွဲအနေနဲ့လာမယ့်ဇွန်လ30ရက်နေ့မှာတော့ ARE မြို့သမီးတင်နဲ့အဝေးကွင်းပွဲစဉ်ကိုရှင်ပြိုင်ကစားတော့ရမှာဖြစ်သလိုအခုပွဲစဉ်မှာရှုံးပြကြုံတွေ့ခဲ့ရတဲ့ဆွဲကပ်ပင် United အသင်းကလည်းဇွန်လ30ရက်နေ့မှာရတနာပုံအသင်းနဲ့ရှင်ပြိုင်ကစားတော့ရမှာဖြစ်ပါတယ်။